ကိုကယုံယုံကြည်ကြည်ဆက်ဆံပေမဲ့ကိုကိုယုံကြည်မှုတွေပြည့်စည်လာတဲ့အခါကိုကတန်ဖိုးထားပေမဲ့ကိုကိုတန်ဖိုးမဲ့စီလာတဲ့အခါကိုကလေးလေးစားစားဆက်ဆံပေမဲ့ကိုကိုမလေးမစားတုံ့ပြန်လာတဲ့အခါကိုကကာကွယ်ပေးပေမဲ့ကိုကိုခလုတ်ကသိန်းလို့မြင်လာတဲ့အခါကိုကကောင်းအောင်ကြိုးစားပေမဲ့ကိုကိုမကောင်းပဲမြင်လာတဲ့အခါကိုကကျင်နာမှုတွေပြီးပေမဲ့ကိုကိုနာကျင်မှုတွေပဲဖြစ်စေလာတဲ့အခါကိုကအမြဲတမ်းရှိပေမဲ့ကိုရဲ့မျက်နှာမှုနဲ့မထိုက်တန်တော့တဲ့အခါကိုကစေတနာထားပေမဲ့ကိုရဲ့စေတနာကိုအတိအမှတ်မပြုတော့တဲ့အခါကိုကနေရာပေးပေမဲ့ကိုအတွက်နေရာမရှိတော့တဲ့အခါအဲ့ဒီနေရာကနေပြုံးပြုံးလေးသာလှည့်ထွက်ခဲ့လိုက်ပါချစ်ခင်တာတွေအပြစ်မြင်တာတွေကိုမလုပ်ပါနဲ့တော့ချစ်ချင်းမုန်းချင်းတွေကိုလည်းခြံထားခဲ့လိုက်ပါဝေဒနာတွေကိုလည်းသဲမလာပါနဲ့အတိတ်သေးကသင်ခန်းစာတွေယူပြီးအတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်ပါဘဝကိုစိတ်သိလူသိနဲ့အပူပင်ကင်းစွာပျော်ရွှင်စွာတည်ငြိမ်အေးချမ်းစွာဖြတ်သန်းပါကိုယ်လည်းစိတ်ချမ်းသာသူများတွေလည်းစိတ်ချမ်းသာရအောင်ကုသိုလ်တွေနဲ့ပျော်နိုင်အောင်ကြိုးစားပါတစ်ချိန်မှာတော့တန်ရောစဉ်ဆိုတာကိုပြန်မပြောချင်တော့အောင်စိတ်ကုန်ခဲ့ဘူးမှာပါနောက်တော့လဲနောက်တန်ရောစဉ်အသစ်တွေနဲ့ပြန်ပြီးပျော်ရွှင်နေကြတာပါပဲတကယ်တော့တန်ရောစဉ်ဆိုတာပယ်ရမှာပါတွေ့ရမှာမဟုတ်ပါဘူးတွေ့တာနေတဲ့တန်ရောစဉ်တွေကြောင့်ပဲဘဝမှာပူလောင်နေကြရတာပါဒါကြောင့်ပူလောင်မှုတွေနေခြင်းတန်ရောစဉ်တွေကိုလျှော့ချပါတန်ရောစဉ်နေလေအပူနေလို့ချမ်းသာလီပါလောကမှာအတွေ့အတာတွေတန်ရောစဉ်တွေပါမှအပူပင်ကင်းလို့ချမ်းသာရမှာပါအပူပင်ကင်းပြီးတန်ရောစဉ်တွေပါခြင်းငါဟာဦးခြင်းသဘောရှိပါလားဦးခြင်းသဘောတရားကိုမလွန်ဆန်နိုင်ပါလားငါဟာနာခြင်းသဘောရှိပါလားနာခြင်းသဘောတရားကိုမလွန်ဆန်နိုင်ပါလားငါဟာသိခြင်းသဘောရှိပါလားသိခြင်းသဘောတရားကိုမလွန်ဆန်နိုင်ပါလားငါချစ်ခင်ရတဲ့သူတွေနဲ့တနေ့မှာရှင်ကွဲကွဲရခြင်းသို့မဟုတ်တည်ကွဲကွဲရခြင်းကိုကြုံတွေ့ရမှာပါလားငါအတွက်ကံသာကိုယ်ပိုင်ဥစ္စာကံသာအမွေခံကံသာအကြောင်းကံသာဆွေမျိုးကံသာကိုယ်ွယ်အားထားရရှိပါလားကံကံရဲ့အကျိုးတိုင်းခံစားဆန်စားရမှာပါလားလို့နေညာမပြတ်ဆင်ခြင်ပေးဖို့မြတ်စွာဘုရားကမိန့်ကြားတော်မူခဲ့ပါတယ်သာသနာ့နယ်ဆရာတော်